point မျက်နှာဖုံးတွေကိုမချစ်တဲ့ငါတောက်လူတချို့အလက်ညှိုးထုတ်အပြစ်ဖွဲ့လာရရင်ပချင်းမတူညီရင်ပလစ်ခဲ့ပါဒါကလောကရဲ့နိယမစနစ်တဲ့လားလူလက်မှုကိုမြတ်တနိုးထားစိတ်တပိုင်းကိုတန်ဖိုးထားတယ်ကလေးဘွားအိမ်မများကိုပြန်နိုးစွာသွားလေရမှာမိုးလိုက်လေရွာတဲ့ငါကဘာလဲကန်ဆိုးမလားဒါကတဘာဝပဲလဲကြတိုင်းကပြန်ထားခဲ့နောက်ကျောကထိုးတဲ့ဓာတ်ကိုလက်မကြည့်ခဲ့ပါတန်တရားမဲ့ကန်တရားကမျက်နှာသားတွေမပိလက်မင်းလျှောက်တဲ့လမ်းကိုမင်းကိုယ်တိုင်မရွေးချယ်အနာဂတ်ကိုရဖို့ယုံကြည်ချက်တွေစတိခဲ့အိမ်မက်တရဲ့နောက်ကိုလိုက်ကဖက်နဲ့မပါဘဲနဲ့ပြေးစေငါရဲ့ယူသွမှုတွေစိတ်ဝင်ခဲ့တဲ့ငါရဲ့နှလုံးသွေးတဲ့